ချိုတီအားကျူရဲ့ဂျင်းငယ်ကိုလမ်းလို့ကြည့်ဟာဘာမလေးအားပြောလိုက်တဲ့လောကရဲ့လာပါဟာတို့ပွင့်မပြေစုံနာရဲ့ပန်းချစ်သူပြားပြုံးတယ်တောက်ပါရဲ့ဆင်းလဲရှိရဲ့လိုက်ပဲမဲ့မွေးနှံနဲ့ဆိုဝတ်မုံရဲ့နေနေနိုင်ရင်ရှုံးရမှာပဲနေနေရှိ